ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Dragon Ball Content လေးကျွန်တော်လုပ်ထားပါတယ်ကျွန်တော် JoJo Content တွေလုပ်တာခဏတော့နားထားပါအောင်မယ်အဲ့တော့အခုရက်ပိုင်း Dragon Ball Content တွေပဲဆက်တင်သွားပါမယ်ဒီလိုလုပ်တာကကျွန်တော် channel မှာ Dragon Ball fan တွေပုံများလာစေဖို့ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အမြင်နဲ့ Dragon Ball video တွေတင်တိုင်း view နည်းနည်းပဲရပါတယ်အဲ့ဒါကကျွန်တော်ရဲ့ channel မှာ Dragon Ball fan တွေနည်းနေသေးလို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ video လေးတွေကိုကိုယ့်ရဲ့တငယ်ချင်းတွေစီမှာ Dragon Ball fan တွေရှိရင် share လုပ်ပေးပါဦးလို့ကျွန်တော်တောင်းဆိုပါရစေ JoJo fan တွေအတွက်လည်းစိတ်မပူပါနဲ့ကျွန်တော် Q&A ပ3လုပ်ပေးပါမယ်ဆိုတော့ကျွန်တော်ဒီနေ့မှာလာမေးထားတဲ့အတိုင်း Broly အကြောင်းပြောပြမှာဖြစ်ပါတယ်ဆိုတော့စကားများနေပဲစလိုက်ကြအောင် Broly မှာ origin 2မျိုးရှိပါတယ်အဲ့ဒါကတော့ DBZ Broly နဲ့ DBS Broly တို့ဖြစ်ပါတယ် origin 2မျိုးလုံးကတော့အတူတူပါပဲနည်းနည်းလေးပဲကွဲသွားတာပါ DBZ Broly ကိုကြတော့ villain အနေနဲ့ရေးသားထားပြီးတော့ DBS Broly ကိုတော့ side character အနေနဲ့ရေးသားထားပါတယ် DBZ Broly ရဲ့ origin ကိုအရင်ပြောပြပါမယ် Broly က legendary super saiyan ဖြစ်လို့သူ့ရဲ့ power level ကအရန်အောင်မြင်ပါတယ်မွေးကစားအရွယ်တဲ့က power level 10,000 ရှိပါတယ် power level 10,000 နဲ့ large planet တွေကိုအလွယ်လေးဖြည့်ဆည်းပြလို့ရပါတယ် Broly ရဲ့ power level က Vegeta ထက်တောင်မှအများကြီးတာပါတယ်အဲ့ဒီအချိန် Broly နဲ့တရက်တည်းမွေးတဲ့ Saiyan တယောက်ရှိပါတယ်အဲ့ဒါကတော့ power level 2ပဲရှိတဲ့ Kakarot ဖြစ်ပါတယ် Broly နဲ့ Kakarot ကဘေးချင်းကပ်ရက်မှာတရက်တည်းမွေးတာပါ Kakarot ကအခြား Saiyan ကလေးတွေနဲ့မတူပဲအငိုတန်ခဲ့ပါတယ် power level 2ပဲရှိတဲ့ Kakarot ရဲ့ငိုတန်ကြောင့် Broly မှာငငယ်လေးက trauma အကြီးစားရရှိခဲ့ပါတယ်အဲ့ဒါကြောင့်ပဲ Kakarot ဆိုတဲ့နာမည်ကြားတာနဲ့တောင်းရမ်းတော့တာပါပဲ Broly ရဲ့အဖေနာမည်ကတော့ Paragus လို့ခေါ်ပါတယ်အဲ့အချိန်တော့ King Vegeta က Broly ရဲ့ power level ကြောင့်တနေ့မှာသူ့ရဲ့ထီးနှံအတွက်အနေရဖြစ်လာနိုင်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့်မလို့ Paragus နဲ့သူ့သား Broly ကိုစွန့်ပြေကြိုတစ်ခုစီပို့လိုက်ပြီးတော့အဲ့ကြိုကိုဖျက်ဆီးလိုက်ပါတယ်တို့ပေမဲ့မွေးကစား Broly ရဲ့အစွမ်းကြောင့်တားဖနှစ်ယောက်လုံးမတည်ဘဲနဲ့အသက်ရှင်ခဲ့ပါတယ် DBS မှာကျတော့ Broly က Kakarot နဲ့အတူမမွေးခဲ့ပဲ power level များတဲ့ high class Saiyan တွေရဲ့အခန်းထဲမှာ Vegeta နဲ့အတူမွေးခဲ့ပါတယ်ဒါပေမဲ့ Broly ရဲ့ power level က Vegeta ထက်သာနေရကြောင်း King Vegeta က Broly ကိုစွန့်ပစ်လိုက်ပါတယ်ဒီမှာမတူတာက DBS က King Vegeta ကမနာလိုစိတ်တော့ပါပေမဲ့သူလောက်တာမှန်ပါတယ် DBZ က King Vegeta လည်းမှန်ပေမဲ့ DBS က King Vegeta မှာတော့အကြောင်းပြချက်ကောင်းရှိပါတယ် Broly ရဲ့ power level ကမြင့်လွန်းတယ်အဲ့ဒါကြောင့် Broly ကသူ့အစွမ်းကိုသူမထိန်ချုပ်နိုင်ပဲနဲ့တနေ့ကျရင်ငါတို့မျိုးနယ်အတွက်ဒုက္ခကြောက်ရောက်စေလိမ့်မယ်အဲ့ဒါကြောင့်ငါသူ့ကိုဂျိုတခုကိုတိမ့်မိုက်ဖို့အတွက်ပို့လိုက်ပြီးဆိုပြီးတော့ပေါ့ဒါပေမဲ့ King Vegeta Broly ကိုပို့လိုက်တဲ့ဂျိုကစွန့်ပစ်ဂျိုတခုဖြစ်နေပါတယ် Broly ကဘလောက်ပဲကျန်းနေပါစေသူကမွေးကစားကလေးပဲရှိပါသေးတယ်အဲ့တော့မွေးကစားကလေးအနေနဲ့ဒီလိုဂျိုမျိုးမှာအစာရှာစားဖို့ဆိုတာမဖြစ်နိုင်ပါဘူးအဲ့တော့နောက်ဆုံးတေကိုတေရမှာပါဒါပေမဲ့ Paragus ကသူ့သားအနာကိုလိုက်သွားပါတယ်နောက်ဆုံးသူ့သားကိုအသက်ရှင်လျက်တွေ့လိုက်ရပြီးတော့သူစီးလာတဲ့ရင်ကလည်းပျက်စီးသွားတာကြောင့်အဲ့ဂျုံမှာပဲ Broly ကိုပြိုးထောင်ခဲ့ပါတယ် Broly ဘလောက်ကျန်းလဲ Broly က legendary super saiyan ဖြစ်လို့သူက Saiyan တွေထဲမှာမှ potential အကောင်းဆုံး Saiyan လို့ပြောလို့ရပါတယ်ငငယ်လေးကတောင်ဂလက်စီတစ်ခုလုံးကိုဖျက်ဆီးပလိုက်တာကိုကြည့်ပြီးသိနိုင်ပါတယ် Broly ရဲ့ power level ကကြီးလွန်းလို့သူ့ကိုယ်သူပြန်မထိန်နိုင်တော့လောက်အောင်ထိပါပဲပြီးတော့ Broly ရဲ့ power level က bounce လက်ပါသူက Saiyan တွေအတိုင်းပဲဒေါသထွက်လေးပိုကျန်းလေးချလေးပိုကျန်းလေးဖြစ်ပါတယ်အခြား Saiyan တွေလည်းသူ့လိုမျိုးပဲဒေါသထွက်လေးပိုကျန်းလေးတိုက်လေးကျန်းလေးဆိုပေမဲ့အခြား Saiyan တွေရဲ့ power level တက်နှုန်းကတိတ်မတိတာပါဘူးဒါပေမဲ့ Broly ကတော့အရန်တိတာလွန်ပါတယ်ဒါပေမဲ့ DBS မှာချီလန်ကြောက်တာမဟုတ်ရင် Broly က Gogeta လက်ချက်နဲ့တင်နေလောက်ပါပြီပြီးတော့ Broly မှာ iconic ဖြစ်တဲ့ legendary SSJ form လည်းရှိပါတယ်ဒီ form ကိုတော့ထိန်းချုပ်နိုင်သွားရင်တော်တော်လေးကျန်းပါတယ်ဒေါသက Saiyan တွေတက်အရန်ကိုအရေးပါပါတယ်ဒါပေမဲ့ Broly ရဲ့အားနည်းချက်ကသူ့ရဲ့ဒေါသမှာသူ့ကိုယ်တိုင်ကြာရှုံးသွားတာပါပဲဘာပဲဖြစ်ဖြစ် Broly ကအခု Vegeta တို့ Goku တို့နဲ့ train နေပြီမို့လို့ Broly ကမန်ဂါထဲမှာပစားမှုမဝင်သွားပဲ Super Saiyan form ကိုပြောင်းနိုင်တဲ့အထိတိုးတက်နေပါပြီ Broly က battle analyzing လည်းတော်တော်ကောင်းပါတယ်အဲ့ဒါကို Super Broly movie မှာ Vegeta တို့စီကတိုက်ခိုက်ပုံနဲ့တင်ယူနေတာကိုကြည့်ပြီးသိနိုင်ပါတယ် Broly ဒါသူ့ရဲ့ legendary SSJ form ကိုပစားမှုမဝင်ဘဲနဲ့ထိန်းချုပ်နိုင်သွားရင်တော်တော်လေးကိုအရေးပါလာနိုင်ပါတယ်အခုလောလောဆယ်မှာတော့ Broly အနေနဲ့ Super Saiyan form ကိုပဲပြောင်းနိုင်သေးတာမို့လို့တိုက်ပွဲဝင်လို့တော့မရသေးပါဘူး DBZ Broly နဲ့ DBS Broly ဘာကွာလဲဆိုတော့ DBZ Broly က DBS Broly လို့မဟုတ်ဘဲနဲ့ pure evil ပါဒီကောင်းရဲ့စိတ်ထဲမှာKakarotပဲရှိပါတယ် DBS Broly ကကြတော့အဲ့လိုမျိုးမဟုတ်ပါဘူးသူ့မှာခင်တက်တဲ့စိတ်ရှိပါသေးတယ်ပြီးတော့ Goku တဲ့နည်းနည်းပိုတုံးတာလွဲရင်တကယ်ကိုလူကောင်းပါပဲဒါပေမဲ့ဒေါသအရန်ကြီးတဲ့ကောင်ဖြစ်လို့သူ့ရဲ့ဒေါသမှာသူ့ရဲ့အသိစိတ်မကြရှုံးအောင်လို့အခုချိန်ထိလေ့ကျင့်နေစေဖြစ်ပါတယ် Broly ကအချိန်မီထတောင်းကျမ်းနိုင်တဲ့အကောင်ဆိုပေမဲ့အခုလောလောဆယ် UE Vegeta နဲ့ True MUI Goku တို့က Broly ကိုအေးအေးဆေးဆေးကင်တွယ်နိုင်လောက်အောင်ကျန်းနေပါပြီဆိုတော့ဒါကတော့ Broly ရဲ့အကြောင်းဖြစ်ပါတယ်ဒီလိုမျိုး Dragon Ball နဲ့ပတ်သက်တဲ့ content တွေများများကြည့်နေဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ထားပေးလို့ရပါတယ်ဆိုတော့နောက် video ကြမှာပြန်တွေ့ကြမယ်